ဆိုကိုမပေးကြည်ဝတ္တရားမမစီနဲ့ကွယ်လူသားများရဲ့အသက်တခဏဘဝတာခါဝဲတတဝချင်းမျိုးစိတ်တူကြည်ပြူပါကွယ်ဆက်ဆံနေမယ်မြတ်တာကိုသုံးမမညိုနဲ့တရားရမဆိုကိုမပေးကြည်ဝတ္တရားမမစီနဲ့ကွယ်ယောနီသောမနတိကလုံးဟောကြားတော်မူတဲ့ပညာစိတ်ထားကောင်းမြတ်သူများအကုသိုလ်တရားရှာလေတကယ်မောင်နဲ့မေချစ်အားမြဝေကွယ်ချစ်သောသူရဲ့အစဉ်သုံးကျင့်ပါကွယ်ယခုအခါဖယားသာလနာနဲ့
ဝနာတရားဆိုတာအပူကိုအေးစေတာအမောင်ကိုလင်းစေတာအရှုပ်ကိုရှင်းစေတာနောက်နေတာလဲကြည်လင်ရလေမှာဖယားဟောတော်တရားထဲမှာမကောင်းမှုရှောင်မှာကောင်းမှုဆောင်ရပါစိတ်ဆိုးစိတ်ငြိမ်မတွေ့ရကြလျာဖြူအောင်စိတ်ကိုထားပါဖြူအောင်စိတ်ကိုထားရမှာသာသနာလေးလိုလေးပြဘာဝနာရွှေလူဝင်းကဝိသွန်းပေါ်ပေါက်လာတော့ဖယားဗုဒ္ဓမြတ်စွာသာသနာနေလိုလေးပြဘာဝနာရွှေလူဝင်းကဝိသွန်းပေါ်ပေါက်လာတော့ဖယားဗုဒ္ဓမြတ်စွာသူတရားကြောင့်နှံတဲ့မှာလူတွေကရှောက်လန်းတတ်နိုင်ကြမဟာဂယုဏတော်အမြောက်မြင့်ကြီးလာလွာနေတဲ့ချင်းကဝါတသိချစ်စီခဲ့သောပါရမီတော်များစွာသက်တပြာနီလောင်မီကိုပြီးတိုင်ငိမ့်သက်စေကိုရာဘဝများစွာကြည်ကရွှေညံတော်ဖြစ်စီ၍တာသူနဲ့တန်ရမှန်စွာသွန်သင်ညိုပြဆိုဆုံးမဝေရာမိကတော်မနိကေငါရဲ့ဓမ္မခဏပေါင်း8,000လေးရာသစ္စာလေးပါမဂ်ခင်8ပါးတတိပဋ္ဌာန်တရားတွေလဲအများကျိုးငါတရားကျိုးပမာအများကျိုးငါတရားကျိုးပမာအတို့ရှိအခြေအနေကြီးကကိုဤအနာမှာကျိုးပေါင်းများစွာဘဝမျိုးစေရာဓမ္မကျိုးဖွေရှာအသေးချာဆဲလျက်နိဗ္ဗာန်ထက်နှံတက်နှံနိုင်စေရာ
ပေါက်တက်လို့ပူဇော်ကြရအောင်ဗျာဒါနေရှင်ရဗျာဘုရားဒီတော်မတို့ဒီကဆုံလာပြီးဗုဒ္ဓရဲ့ခါသမီးရဒီဓမ္မပူဇာရှင်ကြီးမှတော့အချိန်ကားနဲ့ဧဝံအရဟတအစလာပြီးကိုပြသောဘုံတော်တို့ဖြင့်လောကကြီးဘဝဆုံးအောင်ဘုံဆုံးသော၌တိတ်ကြီးကြာတိတန်တိတ်တိတ်ချုပ်ထတဲ့ရချမ်းမြတ်မြတ်ကျော်သောတော်မူထသောအကျုလံပိလာခေါင်းကြီးသမာဓိမြည်ကြီးကျင်ရလုံးတဲ့ဒါ၍ကျန်လာနိုင်သူအကျုရှိတော်မူထသောဓမ္မရာဇနာဝသုံးလုံးမကဲသုံးတဲ့ပုထုတုံတိကြီးသမီးဆိုတာမြတ်စွာဘုရားတော်ဓမ္မတာဝါမေတ္တာဘုရားနိဗ္ဗာန်ပြည့်စုံစွာသောဆေရမောတရားတော်ရကျုပ်ကို၎င်းသံဃာတဝါအရိယသမုဒိရှိမပြတ်မြတ်သံဃာအပေါင်းတို့ကို၎င်းဤမဟာဘုရားပါ၏လေကျေယုံဘုရားသတ္တကနဝတော်ကဒေါနတတိနှင်းကြီးတကယ်ရှိဝဲမကံပြေပါတောက်ပေါက်ကျေရလို့မဲ့မကြဘူးမိုင်းလူသားဆက်ကကြပါကုန်ဘုရားမလေးမလူရောသူတော်ကြပါကုန်ရှိရဗျာဤနာဘုရားကမေနာဤသို့နေသူသားသူတော်ပါရသောသူတော်မှုကြောင့်အဘယ်ခံတော်ပြတ်တော်၏ကိရကိုရဖြစ်သောအမတာရှိလိမ့်သံသောဝါငါတော်ရက်ဆောင်နိုင်ဟောသူရှင်နေကြရပါလို့ရှိရဗျာသာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်ကဆုံလပြည့်နှစ်2011ခုနှစ်မေလ5ရက်နေ့မန္တလေးတိုင်းဒေသကြီးပြင်ဦးလွင်ခရိုင်ပြင်ဦးလွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မဒါယသာသနာစင်တာသာသနာပြုဌာနဓမ္မရတိမဟာဓမ္မသဘာအတွင်ဆင်းရဲခြင်းပပြုလုပ်အပ်သည့်ကဆုံလပြည့်ဗုဒ္ဓနေ့ဓမ္မသဘင်အခမ်းအနားဝယ်မန္တလေးမြို့ဦးဝင်းမြင့်ဦးရွှေမိအထက်ဆင်မိသားစုအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောအံ့ဘွယ်လူသားမြတ်ဖရာအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုဂါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဩဇာသက်ချင်လက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်သောမူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍
ခေရန်လက်ချေမျက်လုံးအသက်ဆုံးတရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မှာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းအံပွယ်လူသားမြတ်ဖရာအံပွယ်လူသားဆိုတဲ့စကားလုံးကိုပါဠိဘာသာနဲ့ဣစရိယမနုဿဒီစကားလုံးကိုဘုရားကိုယ်တော်တိုင်အသုံးပြုခဲ့တယ်အင်္ဂုတ္တရပါဠိတော်မှာဣစရိယမနုဿလို့မြတ်စွာဘုရားကိုယ်တိုင်သုံးလုံးဖော်ပြခဲ့တဲ့စကားတစ်ခုပဲဒီကနေ့ဟာဘုရားဘာသာဝင်တို့အတွက်အမှန်တမ်းထူးခြားတဲ့နေထူးနေ့မြတ်ဘုရားနေ့ဖြစ်သည့်အားလျော်စွာဘုရားအကြောင်းနဲ့ပတ်သက်ပြီးတော့မှတ်သားနိုင်ယူခြင်းဖြင့်ဘုရားနုဒတိဘာဝနာတစ်မျိုးပွားများပြီးဖြစ်အောင်ဘုရားအကြောင်းပဲဆက်လက်ပြီးတော့ဟောကြားဖို့ရည်ရွယ်ထားပါတယ်ဒါကြောင့်မို့အံ့ဖွယ်လူသားမြတ်ဖရာလို့ဒီကောင်းစဉ်နဲ့မှတ်သားပြီးတော့အဓိကဥတည်ပြီးတော့ဟောကြားတာကမစ္စည်းမပဏ္ဏတပါဠိတော်မှာပါတဲ့ဣစရိယအဗုဒ္ဓသုတ်ဆိုတာရှိတယ်ဣစရိယဆိုတာအံ့ဩဝယ်ကောင်းတယ်အဗုဒ္ဓဆိုတာမဖြစ်စဖူးထူးခြားတယ်လို့ဒီအဓိပ္ပာယ်ရတဲ့စကားလုံးနှလုံးကိုပေါင်းစပ်ပြီးတော့ဣစရိယအဗုဒ္ဓအဲ့ဒီသုတ်တန်တစ်ခုပိဋကသုံးပုံမှာပါရှိတယ်ပေါ့အဲ့ဒီသုံးပုံမှာပိဋကသုံးပုံမှာပါရှိတဲ့ဣစရိယအဗုဒ္ဓသုတ်ကိုခြုံငုံပြီးတော့အချင်းချုပ်ပြီးပြောပေးမှာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေဆိုတာအင်တန်မှပြောလို့မကုန်အံ့ဩလို့မကုန်နိုင်လောက်ရှိဒီလိုဘုရားဂုဏ်တော်တွေကိုအာရုံပြုနေတာဘုရားနုဒတိဘာဝနာဖြစ်ပြီးတော့ဘုရားဂုဏ်ကိုလွှမ်းထုံထားလို့စိတ်ထဲမှာကြည်နူးတဲ့ပီတိတွေဖြစ်တာအဲ့ဒီပီတိဟာမဖို့နိဗ္ဗာန်ထီအောင်ဆွမ်းဆောင်သွားနိုင်တဲ့မဂ္ဂင်ဘုဇင်9ပါးမှာပါတဲ့ပီတိတန်ဖိုးစဉ်ဖြစ်တယ်ပေါ့ဒါမို့အဲ့ဒီပီတိဟာအမှန်တမ်းအကောင်းတဲ့ဘက်ကိုဆောင်ကျင်းသွားတဲ့ပီတိမျိုးဖြစ်လို့ဒီပီတိမျိုးဟာအမှန်တမ်းအရေးကြီးတယ်ကိုယ်တဏ္ဍာမှာဖြစ်ဖို့လည်းပဲအမှန်တမ်းခဲရင်တယ်တရားစွမ်းအားတွေဉာဏ်စွမ်းအားတွေကြီးမားတဲ့ပုဂ္ဂိုလ်တွေမှာဒီပီတိမျိုးအဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ဒီပီတိမျိုးတွေဖြစ်ခွင့်ရကြရအောင်မြတ်စွာဘုရားရဲ့ထူးခြားတဲ့ဝိသေသဂုဏဝိသေသရှိတဲ့အံ့ဩဖွယ်ကောင်းတဲ့အချက်လက်တွေဒီသုတ္တမှာစုဆောင်းပြီးတော့ရှင်နန္ဒမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်ကြားထားတဲ့အနေအားဖြင့်ဘုရားရဲ့အံ့ဩဖွယ်ဆိုပြီးတော့မြတ်စွာဘုရားရဲ့ဘဝတာမွေးဖွားတဲ့ကာလဒီဗုဒ္ဓနေ့အခါသမယဘုရားမွေးဖွားစဉ်အခါမှာထူးခြားတဲ့အဖြစ်အပျက်တွေဘာတွေရှိခဲ့တယ်လဲဆိုတာရှင်အနန္ဒာကမြတ်စွာဘုရားကိုလျှောက်ထားတဲ့အချက်19ချက်ရှိတယ်။အံ့ဩဖွယ်ကောင်းတဲ့အချက်တွေ19ချက်အဲ့ဒီ19ချက်ထဲမှာမြတ်စွာဘုရားကနောက်ဆုံးတစ်ချက်ထပ်ပြီးတော့တိုးပေးလိုက်တာအဲ့ဒီအချက်နဲ့ဏိဂုံးအုပ်ထားတယ်ဣစရိယအဗုဒ္ဓသုတ်ဆိုတာရှိတယ်အဲ့ဒီဣစရိယအဗုဒ္ဓသုတ်ကိုဘုန်းကြီးတို့ဟောဖို့မြန်မာလိုမှတ်လို့လွယ်အောင်လို့အံ့ဖွယ်လူသားမြတ်ဖရာဣစရိယမနုဿဆိုတဲ့စကားလုံးကိုဘာသာပြန်တဲ့အခါကျတော့အံ့ဖွယ်လူသားလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ဖရာဆိုတဲ့ပုဂ္ဂိုလ်ဟာလူကမွေးဖွားတဲ့လူသားမှန်ကန်တော်လဲပဲအင်တမပါရမီရှင်ဘုံကံရှင်ဖြစ်သည့်အားလျော်စွာ
တာမန်ပုဂ္ဂိုလ်တွေနဲ့မတူအောင်အတမထူးခြားတယ်အံ့ဩဖွယ်ကောင်းတယ်ဒီဣစရိယဆိုတဲ့စကားလုံးကစိတ်ဝင်စားစရာကောင်းတယ်ဒီပါဠိစကားလုံးတစ်ခုပေါ်လာပေါ့ဣစရိယဆိုတာအိန္ဒိယနိုင်ငံမှာလူတွေကအဲ့ဒီခေတ်ကာလတုန်းကဒီစကားလုံးစတင်တည်ထွင်လာတဲ့အခါလူတွေကအံ့ဩစရာနဲ့ကြုံပြီဆိုလို့ရှိရင်လက်ဖြောက်တီးကြတယ်လက်ဖြောက်တီးတယ်နော်အခုခေတ်တော့တချို့အံ့စရာနဲ့ကြုံတဲ့အခါနှစ်ဖူးကိုလက်ဝါးနဲ့ရိုက်ထားလဲရှိမျိုးစုံပေါ့အံ့တယ်ဆိုရင်နှစ်ဖူးလက်ဝါးနဲ့ရိုက်တဲ့လူလည်းရှိတယ်ပါးစပ်ဟောင်းလောင်းဟထားတဲ့လူလည်းရှိတယ်ပေါ့မျိုးစုံလုပ်တဲ့ထဲပဲအံ့ဩဖွယ်နဲ့ကြုံပြီဆိုလို့ရှိရင်လက်ဖြောက်တီးလိုက်အဲ့ဒီလက်ဖြောက်တီးတဲ့လူတွေဟာအံ့မွယ်ကိုဖော်ပြတဲ့အခါမှာလက်ဖြောက်တီးတဲ့လက်ဖြစ်တီးတဲ့အစဉ်လာတစ်ခုကိုအကြောင်းပြုပြီးတော့ဣစရိယဆိုတဲ့စကားလုံးလေးပေါ်လာတာလက်ဖြောက်တီးထိုက်တဲ့အဖြစ်အပျက်ပဲလို့ဒီလိုဆိုလိုတာနော်တာမန်ကိစ္စဆိုလို့ရှိရင်လူကမအံ့ဩဘူးလေဒီတာမန်မဟုတ်တဲ့ကိစ္စတစ်ခုကျုံလာပြီးထူးထူးခြားခြားကြီးဖြစ်ပေါ်လာပြီးဆိုရင်လူတွေကမိမိရဲ့အံ့ဩခြင်းကိုပြသဖို့ရအတွက်လက်ဖြောက်တီးလိုက်ကြတယ်အဲ့ဒီလိုလက်ဖြောက်တီးလောက်အောင်အံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးအသွေးတွေကမြတ်စွာဘုရားတဏ္ဍာမှာရှိလို့ဣစရိယလို့ဒီစကားလုံးကိုအသုံးပြုထားတာဒါကဒီစကားလုံးနဲ့ပတ်သက်တဲ့အဓိပ္ပာယ်တစ်ခုနောက်စကားလုံးအဓိပ္ပာယ်တစ်ခုကဘာလဲလို့ဆိုဣစရိယဆိုတာလောကမှာမဖြစ်ဘူးတဲ့ကိစ္စတစ်ခုထူးထူးခြားခြားဖြစ်သွားအထက်ကရာထဲမှာစာပေထဲမှာဘလို့ဥပမာပေးထားတော့ဆိုမျက်မမြင်တယောက်ကလမ်းမမရှိတဲ့တောင်ထိပ်ကြီးကိုရောက်အောင်သူတက်သွားတာစဉ်းစားကြည့်မယ်ဆိုရင်ဒီလူမျက်စိလည်းမမြင်မနဲ့ဒီတောင်ပေါ်ဘလို့ရောက်လာလဲလို့ဆိုအံ့ဩစရာကြီးကောင်းတယ်ပေါ့အံ့ဩလောက်တဲ့မှတ်တမ်းတစ်ခုဖြစ်တာပေါ့အဲ့ဒါလို့မျက်မမြင်တဲ့ပုဂ္ဂိုလ်တယောက်ဟာတောင်ထိပ်ရောက်လာအောင်တက်လာနိုင်တဲ့စွမ်းရည်တတ္တိကိုကြည့်ပြီးတော့လူတွေဟာတန်တော်ပြောကြတယ်အဲ့ဒီကိစ္စမျိုးကိုလည်းပဲဣစရိယလို့ဆိုလိုတာကတော့ဘယ်တော့မှမဖြစ်ဘူးဖြစ်လာလို့ရှိရင်လည်းမဖြစ်နိုင်လောက်အောင်ထူးဆန်းတဲ့အရင်အချင်းအဖြစ်ပြက်များကိုဣစရိယလို့ဒီလိုပြောတာအဲ့တော့တာမန်ပုဂ္ဂိုလ်တွေနဲ့မနှိုင်းရှင်နဲ့မြတ်စွာဘုရားဒီအလောင်းတော်နဲ့ပတ်သက်ပြီးတော့ဖြစ်ပြလာတဲ့ဟာတွေကိုခဏခေတ်လူတွေကဒါတွေဟာယုတ်တိရှိရလားလို့ပြောလာတတ်ကြတာတွေရှိတယ်ပေါ့နော်သို့တော့ယုတ်တိရှိတာမရှိတာတဲ့ထူးခြားတဲ့အဖြစ်ပြက်ဆိုတာလောကမှာတစ်ခါတည်းပေါ်လာတတ်တယ်ဆိုတာကိုတော့မှတ်သားထားဖို့ပေါ့နော်အဘုဒ္ဓဆိုတာမဖြစ်ဘူးအတိတ်တုန်းကခုမှဖြစ်လာအဲ့ဒီမဖြစ်ဘူးတဲ့အရာတွေကိုအဘုဒ္ဓမဖြစ်ဘူးလို့ပဲမကြုံဘူးလို့ပဲလူတွေကအံ့ဩကြတာဒါကြောင့်မို့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဒီလိုအံ့ဩဖွယ်အခြေအနေတွေဟာဒီသုတ်တံမှာဒီဗုဒ္ဓနေ့နဲ့ပတ်သက်ပြီးတော့မှတ်သားနိုင်ဖို့ကောင်းတဲ့သုတ်တံတစ်ခုလို့ဒီလိုမှတ်ရမှာ။တာမန်ဗုဒ္ဓဝင်ဖတ်ရင်တော့ဒါတွေတွေ့ချင်မှလည်းတွေ့မယ်။တွေ့တဲ့သလောက်တော့တွေ့မှာပေါ့။ဒီသုတ်တံရဲ့ဆိုထားတဲ့အချက်တွေကအလုံးအချက်ပေါင်း20ရှိတယ်မြတ်စွာဘုရားရဲ့အံ့ဩဖွယ်တွေအံ့ဖွယ်ခုံကြီးတွေဟာသူများနဲ့မတူတာတွေပေါ့မတူတာလေးတွေတူးနေရင်လည်းတာမန်ပုဂ္ဂိုလ်ဖြစ်သွားမှာပေါ့မတူဘူးဆိုတာမတူဘူးဆိုတာဘာဖြစ်လို့မတူရတာအကြောင်းမဲ့မတူတာမဟုတ်ဘူးစိတ်ဓာတ်လည်းမတူဘူးကိုချင်းသီလအားဖြင့်လည်းမတူဘူးပညာအားဖြင့်လည်းမတူအဲ့ဒီမတူတဲ့အတွင်းစိတ်ဓာတ်သီလပညာတွေကိုအဲ့ဒီကုသိုလ်တွေရဲ့စွမ်းဆောင်မှုကြောင့်ဘုရားရဲ့ဘဝတာမန်ပုဂ္ဂိုလ်တွေနဲ့မတူတဲ့အနေအထားတစ်ခုကိုရတယ်ဘုန်းကြီးတို့တွေလည်းသူများနဲ့မတူအောင်ကြိုးစားနိုင်လို့ရှိရင်မတူတဲ့အခြေအနေတွေခုရလာမှာပဲပေါ့ဒါကဘယ်သူ့ပေါ်မှာမူတည်တုံးဆိုကိုယ့်ပေါ်မှာပဲမူတည်တာကိုယ့်ပေါ်မှာပဲမူတည်တယ်ကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့လုပ်ရဒီပေါ်မှာမူတည်ပြီးတော့ထူးခြားမှုတွေဝိသေသတွေဟာပေါ်လာစမြဲဖြစ်တယ်ပေါ့လောကမှာလည်းပဲကြည့်နိုင်ငံတိုင်းမှာနိုင်ငံခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်တွေထူးထူးချွန်ချွန်နိုင်ငံမှာသူရဲကောင်းဆိုတာတွေကရှိလာတတ်သူများနဲ့မတူအောင်ထူးချွန်လာတဲ့ပုဂ္ဂိုလ်တွေဟာအများကဝိုင်းပြီးတော့လေးစားရတဲ့အနေအထားမျိုးရောက်တာပေါ့အဲ့ဒီဟာမျိုးလို့
မြတ်စွာဘုရားဟာလည်းပဲလူသားတွေကသာမကနတ်တွေမြမာတွေကပါဥညွတ်ပြီးတော့လေးစားလောက်တဲ့စိတ်ဓာတ်တွေလေးစားလောက်တဲ့သီလတွေလေးစားလောက်တဲ့ပညာတွေဒီစွမ်းပကားတွေကြောင့်မြတ်စွာဘုရားကဘာကြီးတစ်ခုလုံးကနေပြီးတော့ဥညွတ်ပြီးတော့လေးစားရတဲ့အနေအထားမျိုးတွေရောက်တယ်လို့ဒီလိုဆိုလိုတာပေါ့အဲ့ဒါကြောင့်မို့လို့အံ့ဖွယ်လူသားမြတ်စွာဘုရားရဲ့အံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးတွေနဲ့ပတ်သက်ပြီးဘယ်ပုံဖြစ်ပေါ်လာသလဲလို့ဆိုတဲ့အခါရှေ့ကလည်းပဲယဟန်တော်တွေဟာနေ့စဉ်နဲ့အမျှတရားနာတဲ့အချိန်ဆိုလို့ရှိရင်အခုလိုဓမ္မယုံကြီးတို့မန္တလမာလာလို့ဆိုတဲ့အဝန်းအဝိုင်းနဲ့ဆောက်လုပ်ထားတဲ့နေရာတွေမှာစုပြီးတော့ထိုင်ကြတဲ့အခါမြတ်စွာဘုရားကြွမလာခင်မှာစကားစမြည်ပြောကြတယ်အဲ့ဒီလိုပြောတဲ့အခါစမိစရပြောတာတွေလည်းပါတယ်ထူးခြားတဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့လည်းပါလာတတ်တယ်ဒီနေ့တော့သာဝတိမြို့ဇေရဝံကျောင်းထဲမှာမန္တလမာလလို့ခေါ်တဲ့ဥပဋ္ဌာဏသာလာလို့ခေါ်တဲ့ဓမ္မယုံကြီးအတွင်းမှာယဟန်တော်တွေဟာရောက်ရှိလာကြမြတ်စွာဘုရားတရားဟောနာဖို့ဆိုပြီးစုလာကြအဲ့ဒါလို့ရောက်နေတဲ့အချိန်မှာဘုရားကြွမလာခင်စကားပြောကြပြောတဲ့အခါမှာယဟန်တန်ဃာတွေထဲမှာဘယ်စကားကိုဥတည်ပြီးတော့ပြောကြတာဟုတ်ဆိုမြတ်စွာဘုရားရဲ့ဒီအောင်မြင်မှုစွမ်းဆောင်မှုကြီးမားသောအောင်မြင်မှုဆိုမဟိဋ္ဌိကခုခေတ်လို့ဆိုရင်တကူကြီးတယ်ပေါ့နော်တော့ကြတကူကြီးတယ်ဆိုတော့နတ်လို့ဖြစ်သွားမှဆိုလို့နော်အောင်မြင်မှုလို့ဒီလိုတောင်းလူသားထဲမှာအဋ္ဌိဆိုတာပြည့်ပြည့်စုံတယ်အောင်မြင်တယ်လောကလူသားတွေဟာအလုပ်တစ်ခုလုပ်ရင်အောင်မြင်တာလည်းချီးကျူးကြရတယ်ပေါ့ဒါမို့အကြီးအကျယ်အောင်မြင်မှုမဟိဋ္ဌိကစွမ်းဆောင်နိုင်မှုကြီးမားတဲ့စွမ်းဆောင်နိုင်မှုမဟာနုဘာဝအဲ့ဒါလို့ကြီးမားတဲ့အောင်မြင်မှုနဲ့ကြီးမားတဲ့စွမ်းဆောင်နိုင်မှုတွေဟာအင်တမအံ့ဩစရာကောင်းတယ်ဘယ်လောက်ထိအောင်ကြီးမားပြီးအောင်မြင်တယ်လဲဘယ်လောက်ထိအောင်စွမ်းဆောင်နိုင်တယ်လဲဆိုတဲ့အခါမှာမြတ်စွာဘုရားရဲ့ဉာဏ်ရည်ဉာဏ်သွေးနဲ့ပတ်သက်ပြီးယဟန်တော်တွေဟာဆွေးနွေးကြတာမြတ်စွာဘုရားရဲ့စွမ်းတတ္တိဟာအင်တမထက်မြက်ပါပြီတဲ့ဗျာဒိတ်တော်ခံခဲ့တဲ့24စုသောဘုရားတွေရဲ့အမည်နာမတော်တွေဘယ်ခေတ်ကပွင့်ခဲ့တယ်ဆိုတာတွေနာမည်ကဘယ်လိုမိခင်မေတော်ခမည်းတော်တွေကဘယ်လိုတက်တန်းကဘယ်လောက်ရှိတယ်အရာမောင်းကဘယ်လောက်ရှိတယ်ကစပြီးတော့ဒီဘုရားတွေရဲ့အသေးစိတ်တွေဘယ်လိုနေခဲ့တယ်ဘယ်လိုထိုင်ခဲ့တယ်ဘယ်လိုတရားဟောတယ်ဆိုတာကစပြီးတော့တန်တရားဝတ်မြစ်ပြတ်သွားတဲ့ပြိဋိဘံစံပြီးဖြစ်တဲ့နှစ်ပေါင်းအလွန်ကြာကကဘာကြီးမှာပျောက်ကွယ်သွားပြီးသားဖြစ်တဲ့ဘုရားတွေရဲ့အတိတ်သမိုင်းတွေကိုတိတိကျကျကြီးဖော်ထုတ်ပြီးတော့ပြောနိုင်တဲ့စွမ်းရည်တတ္တိဟာနေတဲ့စွမ်းရည်တတ္တိလားဘုန်းကြီးတို့တွေဆိုမနေ့ကဘာဟင်းနဲ့စားတုံတောင်မှပြအောင်အကုန်ပြောနိုင်မှာမဟုတ်တော့နော်အဲ့တော့ကိုယ်နဲ့တွေ့ကြုံခဲ့တာတောင်မှမပြောနိုင်တာဆိုကိုမတွေ့တာတွေဘယ်လိုလုပ်ပြောနိုင်ဘူးအများကြီးမေ့ပြစ်လိုက်ကြမြတ်စွာဘုရားရဲ့စွမ်းဆောင်မှုတွေကြတော့အဲ့လိုမဟုတ်ဘူးဉာဏ်ဉာဏ်သွေးဟာအမှန်တမ်းထက်မြက်တော့မိမိကိုယ်တိုင်မကြုံတွေ့လိုက်တဲ့မြတ်စွာဘုရားတွေအမည်နာမတော်ကစပြီးတော့ဖော်ထုတ်ပြီးတော့ဟောနိုင်ပြောနိုင်တယ်ဆိုတဲ့အရည်အသွေးဟာနဲတာမဟုတ်ဘူးလို့ယဟန်တော်တွေဟာအမှန်တမ်းတန်တော်ပြောတဲ့အခါအဲ့ဒီလိုပြောနေတဲ့အထဲမှာရှင်အနန္ဒမထေရမြတ်ကပါတော့ရှင်အနန္ဒမထေရမြတ်ကယဟန်တော်တွေကိုဗာပြောတော့ဆိုဟုတ်တာပေါ့ကိုတော်တို့တဲ့မြတ်စွာဘုရားဆိုတာအံ့ဖွယ်လူသားပဲအင်မတန်အံ့ဩစရာကောင်းတယ်အံ့ဩစရာကောင်းတဲ့ဂုဏ်တွေနဲ့လည်းပြည့်စုံတယ်မြတ်စွာဘုရားဟာမဖြစ်စဖူးထူးခဲတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်အဲ့ဒီမပေါ်ပေါက်ဘူးတဲ့ပုဂ္ဂိုလ်တူရဲ့အရည်သွေးတွေနဲ့လည်းအကုန်လုံးပြည့်စုံတယ်လို့ရှင်အနန္ဒကစကားကိုဒီလိုပံ့ပိုးပြီးတော့ပြောလိုက်တဲ့အချိန်မှာမြတ်စွာဘုရားရောက်လာအဲ့ဒီအချိန်မှာရောက်တော့မြတ်စွာဘုရားကထုံးစံအတိုင်းပဲဘုရားကြွလာပြီဆိုရင်အလုံးဟာစကားကိုပြောလက်စစကားတစ်ခုရပ်လိုက်ကြရပ်ပြီးတော့ဘုရားရှိရာလက်ဥချီပြီးတော့တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ကြတော့မြတ်စွာဘုရားရောက်ပြီးနေရာမှာထိုင်ပြီးတဲ့အခါမှာမေးလို့ရှိတယ်ဒါထုံးစံဘာစကားများပြောနေကြလဲဆိုတဲ့မိဂွန်လေးတစ်ခုအရင်မေးတယ်ပေါ့
ငါမလာခင်စัจ जा မှာဘာစကားများပြောနေကြသလဲလို့မေးတဲ့အခါမှာရှင်အနန္ဒာကခေါင်းဆောင်ပြီးတော့လျှောက်တယ်ဒီအချက်ကိုတပည့်တော်တို့တန်တော်ပြောနေပါတယ်လို့ဆိုတော့တပည့်တော်ကလျှောက်တယ်ဗျာတဲ့မြတ်စွာဘုရားတွေဆိုတာအလွန်အံ့ဩစရာလည်းကောင်းတယ်အလွန်ထူးခြားတယ်ထူးခြားတဲ့ဂုဏ်တူဝိသေသတွေအခြေအနေတွေနဲ့လည်းပြည့်စုံတယ်လို့တပည့်တော်ကဒီလိုပြောလိုက်ပါတယ်ဆိုတော့မြတ်စွာဘုရားကအနန္ဒာအဲ့ဒါလို့ဆိုရင်ငါဘုရားရဲ့အံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးတွေကိုမင်းဆက်ပြောစမ်းဘယ်လောက်ပြောနိုင်လဲဆက်ပြောစမ်းဘာတွေရှိတယ်ဆက်ပြောခိုင်းတယ်နော်ဆက်ပြောစမ်းမှာဘာတွေထူးခြားလဲလို့ဆိုတော့အဲ့ဒီမှာရှင်အနန္ဒာကဆက်ပြီးတော့ပြောတာဘုရားရဲ့ထူးခြားတဲ့ဂုဏ်ကြီးဂုဏ်သေးတွေအံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးဂုဏ်သေးတွေကိုဆက်ပြီးတော့ပြောတယ်အဲ့ဒီလိုပြောတဲ့အခါတိုင်းမှာရှင်အနန္ဒာကသူထင်တာကိုစွတ်ပြောတာမဟုတ်ဘူးမြတ်စွာဘုရားထံကသူကြားခဲ့တယ်မှတ်သားခဲ့တယ်လေ့လာခဲ့ဘူးတယ်ဆိုတဲ့စကားနဲ့ကြီးပဲပြောတာသူကမြတ်စွာဘုရားရဲ့ထံတော်ကနေတိုက်ရိုက်တပည့်တော်ကြားခဲ့တဲ့အံ့ဩဖွယ်တွေပြောပါမယ်သူအပြောမဟုတ်ဘူးဘုရားစီကသူကြားနာဘူးတဲ့ဒါတွေသင်ယူခဲ့ဘူးတဲ့မြတ်စွာဘုရားရဲ့အံ့ဩဖွယ်ကောင်းတဲ့ဂုဏ်ကြီးဂုဏ်တုဝိသေသတွေကိုဘုရားထံကသူတိုက်ရိုက်ကြားခဲ့ကိုယ်တိုင်ကြားခဲ့ရတဲ့စကားတွေဘုရားကိုပြန်ပြီးတော့အံ့ဩဖွယ်တွေနဲ့ပတ်သက်ပြီးတော့ရှောက်တယ်အဲ့ဒါလို့ရှောက်တဲ့ထဲမှာအခုဆုံလပြည့်ဘုရားနေ့မှာဘုရားလောင်းတော်လေးမွေးဖွားလာတာနဲ့ပတ်သက်မှုတွေအများကြီးပါလာတယ်ပေါ့နော်စလျှောက်တဲ့အခါမှာမြတ်စွာဘုရားစီကသင်ယူမှတ်သားထားတဲ့သုတ်တန်တစ်ခုကိုဥတည်ပြီးတော့ရှင်အနန္ဒာကလျှောက်တာတပည့်တော်ကြားမှုတဲ့အတိုင်းလျှောက်ပါမယ်တဲ့မြတ်စွာဘုရားထံကတပည့်တော်တစ်ချိန်တစ်ခါတုန်းကအရှင်ဘုရားဟောတာကိုတပည့်တော်မှတ်သားနိုင်ယူခဲ့ရပါတယ်ရှင်အနန္ဒာဆိုတာကြည့်လေဘယ်တော့ဖြစ်ဖြစ်သူပြန်ပြောတဲ့စကားတွေထဲမှာဧဝမေတုတံဆိုတာဓာတုစကားပဲသူ့ရဲ့လက်သုံးစကားဧဝမေတုတံဆိုတဲ့အဓိပ္ပာယ်ကဒီတမန်အားဖြင့်ဘာသာပြန်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားစီကဒီလိုကြားခဲ့တယ်ဆိုတော့အရာတည်းသူပြောလူပြောကြားတဲ့အကြမျိုးမဟုတ်ဘူးဒီလိုဆိုလိုတာမဟုတ်ဘူးเนาะအခုလိုကြားခဲ့တယ်အင်္ဂလိပ်လိုဘာသာပြန်တဲ့အခါကျတော့လေ Thus I have heard Thus I have heard ဒီလိုကြားခဲ့ရပါတယ်ဆိုကြားယုံကြားခဲ့တယ်ဆိုတဲ့စကားအလွန်ပေါ့တာပေါ့ဟိုလူပြောလို့ကြားခဲ့တာဒီလူပြောလို့ကြားခဲ့တာဒါမျိုးမဟုတ်ဘူးဒါကြောင့်မို့လို့တုတ္တဆိုတဲ့စကားလုံးဟာကြားယုံမြမကဘူးကြားပြီးတဲ့အခါသင်ယူမှတ်သားထားခဲ့ပါတယ်လို့ဒီလိုဆိုလိုတာဒါကြောင့်မို့လို့ဧဝမေတုတံကိုအဓိပ္ပာယ်ကြားရတဲ့ပြန်ရင် Thus I have learned ဖရာထံကဒီစကားတွေသူသင်ယူမှတ်သားခဲ့ပါတယ်လို့ဒီလိုပြောရမှာဆရာသမားစီကသင်ထားတာမြတ်စွာဘုရားစီကဒီဂုဏ်တုဝိသေသတွေမြတ်စွာဘုရားဟောတော့ကမမေ့မပြောက်အောင်မှတ်သားနာယူပြီးတော့သင်ထားတာလို့ဒီလိုဆိုလိုတယ်အဲ့ဒီဧဝမေတုတံအဓိပ္ပာယ်ဧဝမေတုတံလို့ပြောလိုက်ခြင်းအပြင်ရှင်အနန္ဒာကဒါသူစကားမဟုတ်ဘူးဘုရားစကားနော်သူစကားဆိုလို့ရှိရင်အလေးနဲ့ထားကြမှာပေါ့ဒါကြောင့်မို့ဘုရားစီကသူကိုယ်တိုင်ကြားခဲ့တာဒါသူစကားမဟုတ်ဘူးဘုရားစကားလို့မယုံကြည်တဲ့ပုဂ္ဂိုလ်တွေအတွက်ယုံကြည်မှုဖြစ်စေတယ်သူပြောမဲ့စကားတွေပေါ်မှာလည်းပဲမြတ်စွာဘုရားရဲ့စကားပါလားလို့ဆိုပြီးတော့ပို့ပြီးတော့လေးစားလာတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့ဒါကြောင့်မို့ဧဝမေတုတံဆိုတဲ့စကားလုံးဟာအင်မတန်မှထူးခြားတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တယ်လို့ဒီလိုမှတ်သားကြတယ်အထက်ကရာတွေကဒါကြောင့်မို့ရှင်းပြတဲ့အခါမှာဝိနာတယတိအတ္တတံတတ္ထံဝဒေတိသာသနိမြတ်စွာဘုရားအဆုံးအမသာသနာတော်မှာဧဝမေတုတံဆိုတဲ့စကားလေးတစ်လုံးဟာမယုံကြည်မှုတွေကိုပယ်ဖြတ်ပြီးတော့ယုံကြည်မှုတွေကိုတိုးတက်စေတယ်သူရတဲ့ကဒီလိုကြားခဲ့တယ်ဆိုတော့တစင်ကြားဟုတ်ချင်မှဟုတ်တာလေလောကမှာဟီယာစေဆိုတဲ့စကားလုံးတွေကဟီယာစေဆိုတာသူပြောလူပြောတွေကြားလာကောလာဟလတွေဟိုကကြားလို့ပြောဒီကကြားလို့ပြောအတိပြုချက်မရှိတဲ့သတင်းတွေပေါ့အဲ့ဒါမျိုးမဟုတ်ဘူးရှင်အနန္ဒာနော်သူပြောတဲ့စကားမြတ်စွာဘုရားဆံကတိုက်ရိုက်သင်ယူမှတ်သားနာထားခဲ့တဲ့စကားလုံးတိတိကျကျဘုရားဟောတဲ့အတိုင်းသူပြန်ပြောတာလို့ဒီလိုဆိုလိုတယ်နော်အဲ့ဒါဧဝမေတုတံရဲ့ထူးခြားတဲ့စကားလုံးတစ်ခုပေါ့နော်အဲ့တော့ရှင်အနန္ဒာကမြတ်စွာဘုရားထံကတပည့်တော်မှတ်သားနာယူခဲ့တဲ့အတိုင်းလျှောက်ပါမယ်တဲ့ဘောဓိတတ္တ
ဖရာအလောင်းဖရာအလောင်းတွေကိုဘောဓိတတ္တလို့ခေါ်တယ်ဘောဓိဆိုတာအသိဉာဏ်ပေါ်မှာတတ္တဆိုတာတကယ်ကိုဆန္ဒပြင်းထန်တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာဘောဓိတတ္တဆိုတကယ်ဉာဏ်ဉာဏ်သွေးထက်မြက်မှုပေါ်မှာဒီစိုက်လိုက်မှတ်တဉာဏ်ဉာဏ်သွေးထက်မြက်ဖို့အတွက်ကြိုးစားအထောက်လာတဲ့ပုဂ္ဂိုလ်ဘောဓိတတ္တနောက်တနည်းကဘာလို့ဆိုရင်ဘောဓိမှာတတ္တောဘောဓိတတ္တောဆိုတဲ့အဓိပ္ပာယ်ရသူများတဲ့ထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဘောဓိတတ္တလို့ခေါ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်အသိဉာဏ်အမှန်တမ်းထက်မြက်တာမန်ပုဂ္ဂိုလ်တွေမစင်စားနိုင်တဲ့ကိစ္စတွေမသိနိုင်တဲ့ကိစ္စတွေဘုရားလောင်းတွေဟာသိကြတယ်ဉာဏ်သေးဟာသူများတဲ့ထက်မြက်ဉာဏ်ထက်တယ်ဆိုတာဒီတာမန်ပုဂ္ဂိုလ်တွေတောင်မှပဲဉာဏ်ထက်တဲ့ပုဂ္ဂိုလ်နဲ့ဉာဏ်မထက်တဲ့ပုဂ္ဂိုလ်ကအလွန်ကွာတာလေဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဉာဏ်ဆိုတဲ့နေရာမှာသင်လို့မှတ်ထားတဲ့ဟာမျိုးပြောတာမဟုတ်ဘူးဘယ်ကိစ္စပဲဖြစ်ဖြစ်သူကစဉ်းစားဉာဏ်နဲ့မမြင်ဘူးမကြားဘူးတော့လေစဉ်းစားဉာဏ်ကိုအသုံးပြုပြီးတော့မှန်ကန်တဲ့အရာကိုရယူနိုင်တာမှအဲ့ဒါဉာဏ်ဒါကြောင့်မို့လို့အင်္ဂလိပ်စကားမှာ knowledge နဲ့ wisdom ကိုခွဲတဲ့အခါမှာ wisdom ဆိုတာတကယ်ပင်ကိုဉာဏ်မျိုးပဲ wisdom ဆိုတာအကြောင်းအရာတစ်ခုကိုဆင်ခြင်သုံးသပ်ပြီးဆိုလို့ရှိရင်သင်ထားလို့သိတာကမှတ်ထားတာမှတ်ဉာဏ်သင်ထားလို့သိတာမဟုတ်ပဲနဲ့ကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်သုံးသပ်ပြီးတော့အမှန်တရားကိုရယူနိုင်တာကြတော့တကယ်ကို wisdom ပင်ကိုဉာဏ်လို့ဒီလိုပြောတာ knowledge ဆိုတော့ပြောပြထားလို့နားလည်နေတာပြောပြထားလို့သိနေတာဒီလိုဟာမျိုးက knowledge လို့ပြောတာအဲ့တော့ knowledge နဲ့ wisdom မှာဘုရားလောင်းနေကြတော့ knowledge လည်းရှိတယ် wisdom လည်းရှိတယ်လို့ဒီလိုပြောမှာပေါ့ wisdom အမတန်မှအကောင်းတယ်ပင်ကိုဉာဏ်နေအမတန်မှထက်မြက်တယ်ဒါကြောင့်မို့ဘောဓိမှာတတ္တောဘောဓိတတ္တောအသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောလို့လားကာမိရှင်အနန္ဒမထေရမြတ်ကလျှောက်တယ်ဘောဓိတတ္တဆိုတဲ့ဘုရားအလောင်းတော်တွေဟာနောက်ဆုံးဘဝပါရမီဖြည့်တဲ့နောက်ဆုံးဘဝဂေါတမမြတ်စွာဘုရားဆိုလို့ရှိရင်ပါရမီဖြည့်တဲ့နောက်ဆုံးဘဝဝိတ္တန္တရာမင်းရဲ့ဘဝပဲပေါ့ဝိတ္တန္တရာမှာနောက်ဆုံးပါရမီဖြည့်တာပထမဆုံးကလည်းဒါနပါရမီနဲ့စခဲ့တာပဲနောက်ဆုံးလည်းဒါနပါရမီပဲနော်ဝိတ္တန္တရာမင်းဘုရားအလောင်းလေးမွေးဖွားလာတဲ့အခါကျတော့မွေးဖွားပြီးချင်းဘုရားအလောင်းလေးဟာစကားပြောတယ်ဆိုတဲ့ဘဝသုံးဘဝရှိတယ်ဝိတ္တန္တရာဘဝတဘဝအပါဝင်ဝိတ္တန္တရာဆိုတဲ့မင်းသားလေးမွေးဖွားလာတဲ့အခါမိခင်ဝမ်းကလည်းကျွတ်လွတ်လာပြီးတော့မွေးဖွားပြီးတဲ့အခါမှာဘာလုပ်တုံဆိုလက်ကလေးဖြန့်ပြီးတော့အမေဘာလှူစရာရှိတုံလို့တောင်းလှူချင်တာသူလှူချင်တာလေးတခုသူတောင်းတယ်ဘာလှူရမလဲသူများကိုဘာပေးရမလဲသူ့လက်ထဲမှာဘာမှပါမလာဘူးနော်မေဘာပေးရမလဲဆိုတဲ့စကားသူစလာအမဆိုတဲ့စကားလုံးနဲ့နော်ဘာပေးရမလဲဘာပေးစရာရှိတယ်လဲဆိုအဲ့ဒီစကားလုံးကစပြီးတော့ဒါကြောင့်မို့လို့အလှရဲမင်းဝိတ္တံလို့ဗမာတွေမှာဆိုရွပြုကြတာပေါ့လှူလိုက်တာနောက်ဆုံးမှတိုင်းပြည်ကနှင်ထုတ်ခံရသည့်ထီအောင်လှူတယ်လေလှူတော့လေနောက်ဆုံးမှတောထဲရောက်တော့လေလှူနာပဲအဲ့တော့နောက်ဆုံးဘဝမှာကျုံလှူသွားတာကြည့်လေကျုံလှူသွားတာအဲ့ဒါလို့ဒါနပါရမီမှာရင်းကျက်ဒါနတွေမကဘူးသီလတို့ခန္တီတို့ကျန်တဲ့ပါရမီတွေပါအကုန်လုံးဖြည့်ကျင့်ပြီးတော့ပြည့်စုံတဲ့ဘဝမျိုးနဲ့နောက်ဆုံးမှာဝိတ္တန္တရာမင်းဘဝကဘဝဆုံးသွားတဲ့အခါကျတော့ဘုရားလောင်းကြီးရဲ့ထုံတတ်စင်လာရအင်တမအေးချမ်းပြီးတော့နှစ်သက်စရာကောင်းတဲ့ဘုံကတုတိတာဘုံလို့ခေါ်တယ်အဲ့ဒီတုတိတာဘုံနတ်ပြည်ကိုသွားဖြစ်တယ်အဲ့ဒီနေရာမှာဘုရားလောင်းရဲ့ထူးခြားချက်ကဘာလို့ဆိုတုတိတာဘုံရောက်သွားတဲ့အခါမှာအိမ်မောကြပြီးတော့ရောက်သွားတာမဟုတ်ဘူးတဲ့တိတိတာတာကြီးရောက်သွားတာတည်တဲ့အခါမှာလူတွေဟာတွေ့ဝေပြီးတော့တည်ကြတာများတယ်လေဘာမှမသိတော့တဲ့အနေအထားမျိုးနဲ့တည်သွားကြတာတွေကများတယ်ပေါ့တမ္မုံလောကာလံကရောတိဆိုတာတွေ့ဝေနဲ့တည်သွား
တချို့ကြတော့တွေ့တူနဲ့သိတာမဟုတ်ဘူးတိတိကြီးသိသွားတာတော့နော်အကုန်သိနေတယ်မသိခင်ကလည်းသိပြီးတဲ့နောက်မှလည်းပဲမွေးဖွားတဲ့အချိန်မှလည်းသိသွားတယ်အဲ့ဒါလို့တတောတံပဇာနောတတိရှိတယ်စင်ញင်တုံတရားရှိတယ်အဲ့ဒီတတိမကွာစင်ញင်ဉာဏ်ပညာနဲ့ပဲဝိသန္တရမင်းဘဝကသိဆုံးပြီးတော့တုတ်တိတနတ်ပြည်မှာသွားမွေးတာအဲ့ဒီအချိန်မှာလည်းဘုရားလောင်းတွေဟာမေ့မျောဘာမသိလိုက်ညာမသိလိုက်ဖြစ်သွားတာမဟုတ်ဘူးတဲ့တိတိတသာဖြစ်တယ်ဒါလည်းထူးခြားတဲ့အဂုဏ်ကြီးတစ်ခုပဲအဲ့တော့တမ္မာပုဂ္ဂိုလ်တွေဒီလိုဖြစ်နိုင်လားဆိုအမှန်တမ်းရှားတယ်ပေါ့ဒါနောက်တစ်ခါတုတိတနတ်ဘုံမှာနတ်စည်းစိမ်ခံစားနေတဲ့အခါမှာလဲကာမဂုဏ်အာယုန်တွေထဲမှာမေ့မျောပြီးတော့တတိလက်လွတ်ဖြစ်နေသလားလို့ဆိုမဟုတ်ဘူးတဲ့တုတိတနတ်ပြည်မှာနေသမျှကာလပတ်လုံးဟာအမတ်တမဲ့မနေဘူးတတိတံစင်ညာနဲ့နေတယ်လို့ဒါကြောင့်မို့မြတ်စွာဘုရားကတတိပဋ္ဌာန်ကျင့်စဉ်မှာလဲလူတွေကိုတတိထားဖို့ရာ9ချက်မြတ်စွာဘုရားဟောထားရှိတယ်9ဌာနတတိထားပြီးတော့တတိကိုလေ့ကျင့်မှုဘုရားလောင်းတော်ဟာအဲ့လိုလေ့ကျင့်ထားသည့်အတွက်ကြောင့်သူ့ရဲ့တတိနဲ့တံပစင်ညာဟာကင်းထွက်သွားတယ်လို့မရှိဘူးအမြဲတမ်းမြတ်စွာဘုရားအလောင်းမှာတတိတံပစင်ညာကတ်နေအဲ့ဘုန်းကြီးတို့တွေတော့တတိတို့တံပစင်ညာတို့ဆိုတာလွတ်သွားတဲ့အချိန်တွေကများတယ်ရှိတဲ့အချိန်ကအမှန်တမ်းနေတယ်နော်တတိတံပစင်ညာလွတ်သွားသည့်အတွက်ကြောင့်တခါတည်းရေကြိုးကန်နဲ့ချော်လဲလို့တဲ့အယိုးကျိုးသွားပြီတော့ကြဘာဖြစ်ပြန်ပြီဘယ်မှာခလုတ်တိုက်ပြန်ပြီနဲ့ဒီလိုတတိတံပစင်ညာအားနေပြီဆိုလို့ရှိရင်မဖြစ်တဲ့နာတွေတခုဖြစ်တာပေါ့နော်ဒီလိုတွေဖြစ်တယ်အဲ့တော့ဘုရားလောင်းကြတော့ဒုတိယနတ်ပြည်ရောက်သွားတဲ့အခါမှာလဲမွေးဖွားစားမှလဲတတိတံပစင်ညာမကင်ဘူးဒုတိယအံ့ဩဝယ်ကောင်းတာတော့ဒုတိယနတ်ပြည်မှာနေသမျှကာလပတ်လုံးလဲတတိတံပစင်ညာမကင်ဘူးတဲ့နောက်ဆုံးမှာတချို့နတ်တွေကြတော့တက်တန်းစိတ်မနေရဘူးတက်တန်းစိတ်မနေရဘူးအဲ့တော့ဒုတိယနတ်ပြည်ရဲ့တက်တန်းစိတ်ဘုရားလောင်းဟာနေသွားတယ်တက်တန်းစိတ်နေရတက်တန်းစိတ်မှသိတယ်နတ်သက်ဆိုတာတတ်မှတ်ချက်ရှိတယ်ဆိုပါစို့လူပြည်မှာအနှစ်90ဆိုရင်စတုမာရိနတ်ပြည်မှာတရက်အဲ့ဒီတရက်နဲ့တွက်တဲ့အနှစ်900သူတို့အသက်ရှိတယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့တက်တန်းနေမှာပြည့်အောင်နေသွားတာလည်းပဲဒါလည်းထူးခြားချက်တစ်ခုပဲတဲ့နောက်တစ်ခါဘုရားလောင်းတော်ဟာဒုတိယနတ်ပြည်ဖြစ်တယ်ဒုတိယနတ်ပြည်မှာယက်တည်တယ်ဒုတိယနတ်ပြည်မှာတက်တန်းစေ့တော့ဒုတိယနတ်ပြည်မှာတက်တန်းစေ့အောင်နေသွားတယ်ဒီ၃ချက်နောက်အံဩဝတ်တစ်ခုကဒုတိယနတ်ပြည်ကနေပြီးတော့အလုံးနတ်တွေကဝိုင်းတောင်းမှန်လို့တက်တန်းစေ့တဲ့အခါမှာလူပြည်မှာဘုရားဖြစ်ဖို့ဆိုတဲ့မေရောဝမ်းကိုတရေတီးတဲ့အခါမှာလဲပဲမေရောဝမ်းကိုတရေတီးတဲ့ဒုတိယကနေပြီးတော့စုတေးပြီးတော့မေရောဝမ်းထဲမှာဖြစ်တဲ့အခါမှာလဲတာမန်ပုဂ္ဂိုလ်တွေလိုတတိလက်လွတ်ဖြစ်သွားတာမျိုးမဟုတ်ဘူးတဲ့မြတ်စွာဘုရားအလောင်းကြတော့ဒုတိယနတ်ပြည်ကမေရောဝမ်းထဲမှာတရေခတဲ့အချိန်မှာလဲပဲတတိတံပစင်ညာအပြည့်ပဲတဲ့ဒီလိုဆိုတာနော်ဘယ်နေရာသွားမယ်ဘယ်သူဝမ်းထဲမှာသူဖြစ်ရမယ်ဆိုတာတွေကိုအဲ့တော့ဒုတိယနတ်ပြည်ကဆင်းလာပြီးတော့မေရောဝမ်းထဲဝင်သွားတာဒီလိုတော့မအောင်မိလိမ့်နဲ့ဒုတိယနတ်ပြည်မှာသုတိစိတ်ကြလုံးဝပျောက်ကွယ်သွားတယ်ရုပ်တည်နတ်နေအဲ့ဒီအချိန်ကံတရားအကြောင်းကြောင့်မို့လို့မေရောဝမ်းထဲမှာအသစ်ဖြစ်တယ်ဒီလိုပဲအတိပ္ပယ်ယူရတယ်ဒါကိုပဲအရာစကားနဲ့ပြောတော့မေရောဝမ်းထဲမှာတတိခတယ်လို့စာထဲမှာပြောရင်မေရောဝမ်းနဲ့ဝင်လာတယ်လို့ဒီလိုပဲပြောကြတာဒါအရာစကားနဲ့ပြောတာတကယ်ပရမတ္ထစကားနဲ့ပြောတဲ့အခါကျတော့အဲ့ဒါလို့မဟုတ်ဘူးနော်အကြောင်းမကင်းလို့သုတိစိတ်ချုပ်လိုက်တာနဲ့တပြိုင်နက်ပရိသေစိတ်ပေါ်လာတာဟာအနန္တရပစ္စယောသမဏန္တရပစ္စယောနတ္ထိပစ္စယောဝိကတပစ္စယောသုတိစိတ်လို့ခေါ်တဲ့သုတိတဘဝရဲ့နောက်ဆုံးစိတ်ကလေးဖြစ်လိုက်တာနဲ့တပြိုင်နက်သုတိစိတ်လေးမရှိတော့တဲ့နောက်မှာမရှိတာချက်ချင်းပဲပရိသေစိတ်ဆိုတာမေရောဝါမလာပေါ်တယ်ဒါကိုပဲနတ္ထိပစ္စယောဝိကတပစ္စယောလို့ပြောတာရှေ့ကစိတ်တစ်ခုချုပ်သွားတဲ့အခါမှာနောက်စိတ်တစ်ခုကပေါ်လာတယ်
ဒါကအမှန်ယူရမယ့်ကိစ္စတစ်ခုပေါ့နော်သို့မဟုတ်လို့ရှိရင်ဒုတိယနတ်ပြည်ကနေဆင်းလာပြီးတော့မေရောဝါနဲ့ဝင်သွားတယ်လို့ဆိုတဲ့ဟာဒါအရာစကားပြောအနေနဲ့ပြောတာနော်အဲ့လိုဝင်တာမျိုးမဟုတ်ဘူးပေါ့မဝင်ခင်တော့စိတ်ညွတ်တယ်စိတ်ဆိုတာညွတ်လို့ရတာလူကလည်းပဲကြည့်လေအေးပြင်ဦးလွင်သွားအောင်မှပဲဆိုစိတ်အရင်ညွတ်တာပဲနေပြည်တော်ကလာတဲ့လူပဲဖြစ်ဖြစ်ရန်ကုန်ကလာတဲ့လူပဲဖြစ်ဖြစ်ဒီပတ်ဝန်းကျင်ကလာတဲ့လူပဲဖြစ်ဖြစ်တရားပွဲသွားလိုက်အောင်မယ်ဆိုစိတ်ညွတ်တာအရင်ပဲအဲ့ဒီစိတ်ညွတ်မှုပဲရှိတယ်နော်ဒီလိုဆိုလို့လားကဲနောက်ပြီးတော့နံပါတ်5ကျတော့ဘာဖြစ်မေရောဝမ်းထဲမှာတရေခပြီးတာနဲ့တပြိုင်နက်ဘာထူးခြားလို့ဆိုလောကကြီးတစ်ခုလုံးဟာအလင်းရောင်ဖုံးသွားကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုပေါ်လာတယ်ဘာနဲ့မှမတူတဲ့အလင်းရောင်ကြီးတစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒီအလင်းရောင်ကြီးကအမောင်လုံးဝကင်းသွားအောင်အမောင်မရှိတဲ့အလင်းရောင်မျိုးဖြစ်တယ်တာမန်နေတွေလတွေလင်းတဲ့အလင်းနဲ့ရထောင်ရားစွာကြီးမားတယ်လို့ဒီလိုပြောဘာဖြစ်လို့တော့ဆိုတော့ကဘာကြီးတည်နေတာနဲ့ပတ်သက်ပြီးတော့တာမန်လူတွေအနေနဲ့တော့မြင်နိုင်မယ်မဟုတ်ဘူးပေါ့နော်ဘုန်းကြီးတို့နေတာစัจ java လာကြီးတစ်ခုပေါ့ခုခေတ်လူတွေဆိုရင်ကောင်းကင်မှာဂျိုကြီးတစ်ခုပေါ့နော်အဲ့ဒီစัจ java လာတွေဟာသူကကောင်းကင်ယံမှာအပြည့်ရှိတယ်ပေါ့ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်လိမ္မန်း3ချက်စက်လိုက်တဲ့အခါမှာလိမ္မန်း3ချက်ရဲ့အလယ်မှာဂျားကြီးတစ်ခုပေါ်လာတယ်3ချက်ရဲ့အလယ်ကအဲ့ဒီလိမ္မန်း3ချက်ရဲ့အလယ်မှာဟာလာဟင်းလင်းဂျားအကွက်ကြီးတစ်ခုပေါ်လာတယ်လို့ပဲစัจ java လာ3ခုစုံတဲ့ဂျားမှာလောကအင်မတန်မှမှောင်ကြီးကျနေတယ်အလင်းရောင်တွေမရောက်တဲ့အင်မတန်မှဒီမှောင်ကျနေတဲ့လောကန္တရိကလောကရဲ့အလယ်ဆိုတဲ့ဒီအမှောင်တူကြီးလွှမ်းမိုးနေတဲ့နေရာတစ်ခုရှိတယ်အဲ့ဒါကိုလောကန္တရိတ်ငရဲလို့ခေါ်တယ်တတဝရီကန်ဆိုးပြီးအမတန်မှလူဘဝမှာအမေလဲစော်ကားတယ်အဖေလဲစော်ကားတယ်အမတန်မှကြမ်းတမ်းရက်စက်တဲ့ပုဂ္ဂိုလ်မျိုးတွေဟာအဲ့ဒီအမှောင်တူကြီးထဲမှာသွားပြီးတော့ဖြစ်လို့ရှိတယ်တဲ့လောကန္တရိတ်ငရဲကြီးဆိုတာနေအောင်လာအောင်လည်းမရောက်ဘူးဘယ်တော့မှမလင်းဘူးနော်ဘယ်တော့မှမလင်းနဲ့အလင်းအောင်လည်းမရောက်ဘူးအပူလည်းမရောက်ဘူးလောကန္တရိတ်ငရဲကြီးကဟိုဘက်ဒီဘက်နိုင်ရန်နေမှာငရဲသားတွေဟာလင်းတို့တွေလိုပဲနိုင်ရန်နေမှာတွယ်ဖက်ပြီးတော့ဖြစ်နေတာတကောင်းတကောင်းတွေးမိလို့ရှိရင်အစာထင်ပြီးတော့ဟလိုက်တဲ့အခါပြုတ်ကျအောက်ကရေထဲရောက်တဲ့အခါကျတိတ်အေးတဲ့ဆန်းငံရေလိုတခါတည်းအရေပျော်ထွက်သွားတာအေးလွန်းရင်လည်းအရေပျော်တာပဲနော်အေးလို့ရှိရင်လေလူတွေရဲ့တဏ္ဍာမှာရှိတဲ့ဟာတွေကပျက်စီးတာပဲပူလွန်းရင်လည်းပျက်စီးတယ်ပူလို့လောင်သွားတာကတစ်မျိုးအေးလို့လောင်သွားတာကလည်းရှိသေးတယ်အေးလို့အလောင်ခံရတာကြတော့ဘာခေါ်တော့ဆိုရင် frostbite လို့ခေါ်တယ်အင်္ဂလိပ်လို frostbite ဆိုတာအင်မတန်မှအေးတဲ့မြင်မှုကြပါလိမ့်မယ်ဧဝရတောင်တို့ဘာတို့အင်မတန်မှအေးတဲ့နေရာတက်တဲ့လူတွေရဲ့နှာခေါင်းပြားလေးဟာမဲနေရွက်ပြားလေးတွေမဲသွေးမရောက်တဲ့အခါကျတော့မဲသွားအဲ့ဒါတွေကိုအင်္ဂလိပ်လို frostbite လို့ခေါ်တယ်နော်အေးကြိုက်တာပေါ့အဲ့ဒါတွေကပျက်စီးသွားတယ်အေးလွန်းရင်လည်းဒီလိုပျက်စီးတယ်ဒါမြတ်စွာဘုရားဟောထားတဲ့တိတေနပိရုပ္ပတိအေးကြောင့်လည်းပျက်စီးတယ်ပြောင်းလဲတယ်အပူကြောင့်လည်းပျက်စီးတယ်ဆိုတာရုပ်ရဲ့သဘာဝပဲအဲ့ဒါလို့လောကန္တရိငရဲကြီးမှာနိုင်ရန်နေပြုတ်ကျသွားပြီဆိုလို့ရှိရင်တော့တိတ်ကိုအေးတဲ့ရေထဲမှာရောက်သွားပြီချက်ချင်းအရေးပျော်သွားတယ်တဲ့အဲ့ဒီလောကန္တရိငရဲတောင်မှပဲမြတ်စွာဘုရားအလောင်းလေးတတိခါလိုက်တဲ့အချိန်မှာလောကကြီးတစ်ခုလုံးအလင်းရောင်ရတယ်ဆိုတဲ့အချိန်မှာအဲ့ဒီလောကန္တရိငရဲအဲ့ဒီအချိန်ကျတော့အလင်းရောင်ရသွားတယ်အလင်းရောင်ရသွားတော့ငရဲသားတွေကအဲ့ဒီအချိန်လေးမှာတယောက်နဲ့တယောက်မြင်လိုက်ကြရတယ်အေးငါလိုတတ္တဝါတွေဒီထဲရှိတာပါလားလို့အဲ့ဒီအချိန်လေးမှာသိလိုက်ရတယ်တဲ့နော်အမတန်ကြီးမားတဲ့အလင်းရောင်ကြီးတစ်ခုပါဖះလောင်းတရေတီးပြီးတဲ့အခါမှာပေါ်လာတယ်ဒါတွေမကဘူးစัจ java လာဂရေ1000ငရင်လှုပ်တယ်ပေါ့နော်1000သောလောကရငရင်လှုပ်တယ်တိတ်တိတ်ခါတုံလှုပ်ပြီးတော့သွားတယ်အထိတ်အမှတ်တစ်ခုအနေနဲ့ဩဘာပေးတဲ့အနေနဲ့ငရင်တုံလှုပ်သွားတယ်ဒါအလည်းအာဩဘွယ်တစ်ခုပဲတဲ့
အဲ့တော့ဘုရားလောင်းလေးတရေတီးနေတဲ့အချိန်မှာအရက်လေးမျက်နှာကမမြင်ရတဲ့နတ်သား၄ယောက်ဟာလာပြီးတော့နော် security လာယူကြတယ်ပေါ့စောင့်ကြကြတယ်ဒါသူကံကြောင့်မို့လို့လာပြီးတော့သူ့ဘာသူအလိုလျောက်စောင့်ကြကြဘေးရန်အန္တရာယ်တွေမရောက်ဖို့ဆိုပြီးတော့အဲ့ဒီနတ်သား၄ယောက်လာစောင့်နေတယ်ခုနှစ်ခုမြောက်အံ့ဩဖွယ်ကောင်းတာတော့ဘုရားလောင်းလေးတရေခါလိုက်တာနဲ့တပြိုင်နက်မဲတော်ဟာတမန်အနေထားမဟုတ်ပဲနဲ့ဘဂတိရိုးရာကိုကငါးပါးသီလလုံသွားပြီးသားဖြစ်သွားတယ်နော်ပါဏာတိပါဒအာရိဏဒါနတခုမှမကျူးလွန်ဘူးငါးပါးသီလဖြူစင်ပြီးတော့လုံခြုံသွားတယ်နောက်နံပါတ်၈ဘုရားအလောင်းလေးတရေခနေတဲ့အချိန်မှာမဲတော်မှာကာမဂုဏ်စိတ်တွေမဖြစ်ဘူးတဲ့အဲ့တော့ကာမဂုဏ်စိတ်တွေမဖြစ်ပေမဲ့လို့နံပါတ်၈ကျတော့မဲတော်မှာလူလီသေးမရှိအောင်ပြည့်ပြည့်စုံတယ်မျက်စိကလည်းကောင်းတာပဲမြင်ရတယ်နားကလည်းကောင်းတဲ့အသံလေးပဲကြားရတယ်နှာခေါင်းကလည်းမွှေးကြိုင်တဲ့အနံ့ပဲရှုရလျှာကလည်းကောင်းတဲ့အရာသာခန္ဓာကိုယ်ကလည်းကောင်းတဲ့အထီးတွေပြည့်ပြည့်ဝဝအလိုကျပြီးတော့ဘုရားလောင်းလေးရဲ့အစွမ်းတတ္တိမေတော်ထီအောင်အကျိုးသက်ရောက်ပြီးတော့နော်မေတော်ကြီးဟာလိုတရအနေထားမျိုးရောက်ရှိတယ်တဲ့ဒါရင်မကဘူး10ခုမြောက်ကြတော့ဘုရားလောင်းလေးတန်နေခနေတဲ့အချိန်မှာမေတော်ကြီးမှာဘာယောဂမှမဖြစ်ဘူးဘုရားမေတော်ကြီးမှာဘုရားလောင်းလေးကိုအကြောင်းပြုပြီးတော့ဘာယောဂမှမဖြစ်ဘူးအဲ့ဒါမှယောဂကင်းပြီးတော့ကျမ်းမာယုံနေမကဘူးဝမ်းတွင်းမှာတရေခနေတဲ့ဘုရားအလောင်းလေးကိုဖန်ချောင်းဖန်အုပ်ထဲမှာထည့်ထားတယ်ပေါ့နော်ဖန်ပေါင်းကြောင်ထဲမှာထည့်ထားတဲ့ရုပ်ဆင်းတုလေးကိုမြင်နေရတယ်လို့မေတော်ကသူ့ဝမ်းထဲကလေးကိုမြင်နေရတယ်ဒါလည်းအမတမထူးခြားတာတမန်ကတော့မမြင်နိုင်ဘူးပေါ့နော်တမန်အဖြစ်မမြင်နိုင်ဘူးအဲ့ဒါလို့ဘုရားအလောင်းတော်လေးကိုမြင်နေရတယ်လို့ဒီလိုဆိုတယ်ဒါက10ခုမြောက်ထူးခြားချက်12ခုမြောက်ထူးခြားချက်ကြတော့ဘုရားအလောင်းလေးဟာဒီ10လပြည့်တဲ့အခါမှာဖွားမြင်လို့ဘုရားအလောင်းသူက12ခုမှာဘုရားအလောင်းဖွားမြင်ပြီးတဲ့နောက်9ရက်မြောက်တဲ့နေ့မှာမေတော်ကြီးကကံကုံသွားပြီးတော့တုတ်တိဒါနပြေသွားဖြစ်တယ်ဒါလည်းပဲဖြည့်ရုပ်ဖြစ်စဉ်ဓမ္မတာတစ်ခုလို့ဒီလိုဆိုတာနော်ဖြည့်ရုပ်ဖြစ်စဉ်ဓမ္မတာတစ်ခုဘုရားလောင်းနေရဲ့မေတော်တိုင်းဟာဒီတိုင်းကြီးပဲပေါ့မေတော်တွေကလည်းတော်တော်အသက်ကြီးမှပဲတားယောက်ျားတူပဲထွန်းကားလေးရှိတယ်ဒီဘုရားလောင်းရဲ့မေတော်တောင်မှပဲတွက်ချက်ပြီးတော့ကြည့်တဲ့အခါမှာအသက်50ကျော်လောက်မှတတိကြည်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်နောက်12ခုမြောက်ကြတော့ဒီတာမန်လူတွေကြတော့စာထဲမှာပါတဲ့အတိုင်းဆိုရင်တာမန်လူလို့ရှိရင်6လ10လ6လနဲ့ဖွာတာရှိတယ်10လနဲ့ဖွာတာရှိတယ်ကြားဘူးတာ9လနဲ့လည်းဖွာကြတယ်10လနဲ့လည်းဖွာကြတယ်ပေါ့နော်အဲ့ဒါလို့အမျိုးမျိုး10လမပြည့်မီမွေးဖွာကြတာတွေရှိပေမဲ့လို့ဘုရားအလောင်းကြတော့10လတိတိပြည့်မှမွေးဖွာတယ်တဲ့ဒါလည်းထူးခြားချက်တစ်ခုပဲခုခေတ်တော့ဖွာခြင်းတဲ့နေ့ကိုဖွာလို့ရထမဟကြနော်ဖွာခြင်းတဲ့နေ့ဖွာတချို့ကလည်းအမေစနေသားဖြစ်ချင်တော့စနေနေ့မလွန်အောင်လုပ်အဲ့လိုတွေလည်းရှိတယ်ပေါ့နော်ဘေးရနေတော့မှားကုန်မလားတော့မသိဘူးအားချကိုကြိုက်တဲ့နေ့ဖွာလို့ရအောင်လုပ်တယ်ရက်ကောင်းအောင်လို့ဆိုပြီးတော့ရွေးကြအဲ့တော့ဘုရားလောင်းလေးကြတော့10လတိတိပြည့်မှပဲဖွာတယ်မွေးဖွားတဲ့အခါမှာလည်းပဲလောကမှာအများစုကထိုင်ရဲနဲ့အိပ်ရဲဒီနှမျိုးနဲ့မွေးဖွားကြတော့လေဘုရားလောင်းလေးကိုမွေးဖွားတဲ့အခါကျတော့မဲတော်ဟာမတ်တရက်လေးရဲ့မွေးဖွားတယ်အဲ့တော့မတ်တရက်နဲ့မွေးဖွားတာပိုးပြီးမွေးဖွားမှုလွယ်ကူတယ်လို့လေတချို့ကဆိုကြတယ်ပေါ့နော်အဲ့တော့ဘုရားလောင်းလေးမွေးဖွားတဲ့ရုပ်တုတွေဟာအာနန္ဒဘုရားမှလည်းပဲဒီရုပ်တုရှိတယ်ရောက်တဲ့အခါကျတော့နည်းနည်းချိပေါ့အဲ့ဒီမှာမာယာနာတွေရဲ့အယူဆဒီမေရောမာယာလုံမဏီအင်ဂျင်ကိုကိုင်းနေတဲ့ပုံ
ဘေးကမိတွေတော်ဂေါရမိနဲ့အထိန်အရာတွေကစောင့်ကြနေတဲ့ပုံနဲ့အဲ့ဒါလို့ဘုရားလောင်ဖွားတော်မူတဲ့အခမ်းပြတဲ့အခါမှာမေတော်မူမာယာရဲ့ခါးပေါ်မှာကလေးကလေးပါတတ်တယ်အဲ့ဒါတွေရှိနေတတ်တယ်နော်အဲ့ဒီရုပ်တုလေးတွေ့ရင်ဒါမဟာယာနတွေရဲ့အယူအဆဘုရားအလောင်းတော်ဟာမွေးရိုးမွေးစဉ်မဟုတ်ဘူးတဲ့ဗိုက်ဖောက်ပြီးတော့မွေးတယ်ဆိုပြီးတော့သူတို့ကအဲ့လိုယူဆတယ်ဒါမှမဟုတ်လို့ခါးအထက်မှာဘုရားလောင်းပုံကလေးပါသေးတယ်နော်အဲ့ဒီသင်္ကေတလို့ဒီလိုမှတ်သားရတယ်တကယ်တော့လေထေရဝါဒစာပေကျမ်းကမှာတော့အဲ့လိုမဆိုပါဘူးမွေးရိုးမွေးစဉ်ပဲမွေးဖွားတာပါအဲ့တော့အဲ့ဒီရုပ်တုတွေတွေ့တဲ့အခါမှာသေသေးချာချာကြည့်ပေါ့ခါးအထက်မှာကလေးလေးပါနေတယ်ဆိုလို့ရှိရင်တော့ဒါခါးကဖွားတယ်ဆိုတဲ့အယူအဆတစ်ခုအရာထုထားတယ်လို့ဒီလိုမှတ်အဲ့တော့ရလျက်တမွေးဖွားတယ်နောက်နံပါတ်14အံ့ဩဖွယ်ကြတော့ဖះအလောင်းတော်လေးမွေးဖွားလိုက်တာနဲ့တပြိုင်နက်နတ်တွေကပထမခံယူလိုက်တယ်မတက်ရရဲ့မွေးတာဆိုတော့ဖះအလောင်းလေးအောက်ပြုတ်မကြအောင်နော်နတ်တွေကပထမဆုံးမှခံယူလိုက်တယ်ပြီးတော့မှလူတွေရဲ့လက်ထဲကိုရောက်တယ်လို့ဒီလိုဆိုတာနော်ဒါကနံပါတ်14အံ့ဩဖွယ်ရ15ကြဖះအလောင်းလေးမြေပေါ်မရောက်ခင်နတ်တွေကခံယူထားပြီးတော့မိခင်ရဲ့ရှေ့ပြပြီးတော့မိခင်ကြီးဝမ်းမြောက်ပါဟောဒီမှာအမတန်မှဘုန်းခံကြီးတဲ့သားကလေးတူဖွားမြင်ပါတယ်လို့နှစ်သိမ့်စကားပြောကြတယ်တဲ့ဒါ15ခုမြောက်အံ့ဩဖွယ်နောက်မွေးဖွားလာတဲ့အခါမှာ16ခုမြောက်ကြတော့ဘုရားလောင်းလေးမွေးဖွားတဲ့အခါမှာပေးရည်ပြီးတော့မွေးဖွားတာမဟုတ်ဘူးတဲ့တာမန်ပုဂ္ဂိုလ်တွေဆိုပေးရည်ပြီးတော့မွေးဖွားလာတာဘုရားလောင်းလေးကြတော့အဲ့ဒါလို့မဟုတ်ဘူးကြာပန်းဟာရေထဲပဲဘယ်လိုနှစ်ရေမလူဘုရားလောင်းလေးဟာမိခင်ဝမ်းထဲမှာနေပြီမဲ့လို့မိခင်ရဲ့အညစ်အကြေးဝမ်းပိုက်ရဲ့အညစ်အကြေးတွေတခုမှမပါဘူးကြာပန်းလေးပေါ်မှာရေမလူးတယ်လို့ဘုရားအလောင်းလေးဟာပဂတိတန့်စင်နေတဲ့အနေအထားမျိုးဒါလည်းပဲသဘာဝအပြင်ဖြစ်နိုင်တဲ့ကိစ္စတစ်ခုပေါ့နော်ဘာလို့လို့ဆိုကြာဘက်တွေပေါ်မှာရေချကြမှာမကြတာနော်ရေဟာရှောသွားရေမလူးတဲ့အဲ့ဒါလိုပဲဘုရားလောင်းလေးရဲ့ခန္ဓာကိုယ်ညစ်ကြေးတွေမတင်ဘူးတန်ရှင်းစင်ကြယ်တယ်နောက်19ခုမြောက်အံ့ဩဖွယ်ကြတော့ဘာတော့ဆိုရင်ကောင်းကင်ယံကနေပြီးတော့ရေပန်းကြီးနှစ်ခုပေါ်ထွက်လာတယ်တစ်ခုကအနွေတစ်ခုကအေးတဲ့အဲ့ဒါနဲ့ရေတန့်စင်ခြင်းကိစ္စအညစ်အကြေးကိုတန့်စင်တာမဟုတ်ဘူးခန္ဓာကိုယ်ရဲ့အပူအေးအတွက်နော်ရေနွေးရေအေးနဲ့ဆေးကြောတန့်စင်ခြင်းကိစ္စအတွက်မေတော်ကြီးဆေးကြောတန့်စင်ဖို့တို့ဘုရားလောင်းလေးဆေးကြောတန့်စင်ဖို့တို့အဲ့ဒီရေနှမွာဟာကောင်းကင်ယံကကြလာတယ်လို့ဒီလိုဆိုတယ်ဒါလည်းပဲထူးခြားအံ့ဩဖွယ်ကောင်းတဲ့အရာနှစ်ခုပေါ့နောက်နံပါတ်18ကျတော့ဘုရားလောင်းလေးကမွေးဖွားလာတယ်ခုနကအခြေအနေတွေအလုံးဖြစ်ပေါ်ရေမိုးချိုတန်းစင်သွားတယ်ပေါ့နော်ရေမိုးချိုတန်းစင်ပြီးတော့အဲ့ဒီချိန်မှာချက်ချင်းပဲခြေစုံမတ်တက်ရက်တယ်တချို့ကဒီနေရာမှာစဉ်းစားကြတယ်ဒီကလေးလေးဟာမွေးမွေချင်းမတ်တက်ရက်တယ်ဆိုတာ physical body အနေထားနဲ့ဖြစ်နိုင်သလားပေါ့ဖြစ်နိုင်သလားဆိုတော့စဉ်းစားစရာတစ်ခုကတော့သူများလို့လမစိနေမစိမဟုတ်ဘူးနော်ဆယ်လတင်းတင်းပြည့်မှမွေးတယ်လို့ဆိုတဲ့အခါမှာသူ့ရဲ့တန်ဆွမ်းမှုဟာရှိလာတယ်ဘဂတိအားဖြင့်ကိုကပဲ physical body အနေနဲ့တန်ဆွမ်းမှုဟာရှိတယ်လို့ဆိုတဲ့အခါမှာမဖြစ်နိုင်တာတော့မဟုတ်ဘူးဖြစ်နိုင်တယ်လို့ဒီလိုတွေ့တာမန်ပုဂ္ဂိုလ်တွေတော့ဖြစ်ချင်မှဖြစ်မှာနော်ချက်ချင်းမတက်ရဖို့ဆိုတာဖြစ်နိုင်တာမဟုတ်ဘူးအဲ့တော့လူတွေမဖြစ်နိုင်ဘူးမဲ့လို့တိရစ္ဆာန်တွေဖြစ်တာတွေတွေ့ရတယ်မြင်းကလေးတွေနွားကလေးတွေမွေးဖွားတယ်ဘုတ်ကနေကြပြီးတော့ဘာဖြစ်လဲဆိုနွားမကြီးမြင်းမကြီးကနှစ်ခါသုံးခါရက်လိုက်တာနဲ့လူလေထတော့တာပဲပြီးတော့ရှောက်ပြေးတာတွေ့ရတယ်ဘာမှမကြခင်ထပြေးတဲ့အဆင့်ထားမျိုးရှိတယ်လေဒီကတကာကြီးတွေတော့ပိုတွေ့မှာပါနော်အဲ့ဒီမှာဘုရားလောင်းလေးကလည်းပဲဒီဆယ်လတင်းတင်းပြည့်ပြီးတော့ခန္ဓာကိုယ်ရဲ့ကျမ်းမှန်တန်ဆွမ်းမှုခန္ဓာကိုယ်မှာရှိတဲ့အင်အားဗလာတွေကခွန်အားဗလာတွေကပါရမီဘုံကံတွေကြောင့်ခွန်အားဗလာအပြည့်အဝရထားတဲ့ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက်ကြောင့်မွေးဖွားပြီးတာနဲ့တပြိုင်နက်
မြေပြင်ပေါ်မှာခြေစုံရနိုင်တဲ့အနေအထားမျိုးရတယ်နော်ခြေစုံရပ်ပြီးတဲ့အခါမှာမြောက်ဘက်ကိုလှည့်မြောက်ဆိုတာမြင့်မောက်နေတဲ့အရာပဲကမ္ဘာလောကကြီးကိုကြည့်မယ်မြောက်ဘက်ကမြင့်တယ်နော်မြောက်ဘက်ကမြင့်မောက်တဲ့မြောက်ဘက်အရာကိုလှည့်အဲ့ဒါလို့လှည့်ပြီးတဲ့အခါ9လမ်းလှမ်းတယ်ဘုရားလောင်းလေးမွေးဖွားလာတော့ဒီမိဖုရားဆိုတော့ထီးပြူတွေဘာတွေကလည်းအစင်းလင်းပါလာတာဆိုတော့ဘုရားလောင်းလေးကိုထီးပြူတွေအုံမိုးပြီးတော့ပေးတယ်ခုနှစ်ဘဝရွေးရှားလှမ်းသွားပြီးတဲ့အခါမှာလောကကြီးကိုရှုစားတယ်ဟိုရဒီရလှက်ပတ်ပြီးတော့ကြည့်တယ်ကြည့်ပြီးတဲ့အခါမှာမွေးဖွားပြီးတာနဲ့တပြိုင်နက်ကျုံသွားတဲ့စကားသံ၃ခုကိုပြောဆိုတယ်ဒါချက်ချင်းစကားပြောခုနတုန်းကဘုရားလောင်းတော်လေးဟာမွေးပြီးချင်းစကားပြောတာ၃ဘဝလို့ဆိုရထင်မယ်ဒီနောက်ဆုံးဘဝမှာလည်းစကားပြောတယ်နောက်တစ်ဘဝကတော့မဟောတထာဘဝမှာလက်ထဲမှာဆေးတောင်လေးပါလာတဲ့အခါသူ့အမေကိုလက်လေးဖြန့်ပြီးတော့ဆေးပေးတာနော်ဒီဆေးလေးယူလိုက်ပါဒီဆေးတောင်လေးယူထားပါဆိုတဲ့စကားပြောတာအဲစကားပြောတာ၃ဘဝရှိတယ်လို့ဆိုတာအဲ့တော့မြောက်ရရှိရှုသွားပြီးတော့လောကကြီးကိုကြည့်ပြီးကျုံးွားတဲ့စကားပြောတာတော့တခြားမဟုတ်ဘူးအခောဟမတမိလောကတစစ်ထောဟမတမိလောကတတစ်ထောဟမတမိလောကတလောကကြီးမှာငါအမြတ်ဆုံးပဲလို့ဘာဖြစ်လို့ပြောတာတုံးဆိုလက်ပတ်ကြည့်လိုက်တဲ့အခါမှာသူ့ရဲ့ဘုံကံပါရမီတွေကိုမှီတဲ့ပုဂ္ဂိုလ်တွေမရှိဘူးကောင်းကင်ယံကနတ်တွေပြမာတွေကလည်းသူ့ကိုလက်ဥချီနေတာသူမြင်ရသူက respect ပေးရမယ့်ပုဂ္ဂိုလ်မရှိဘူးသူ့ကိုအားလုံးကဥညွတ်လေးစားနေကြတာကိုသိမြင်တယ်လေအားလုံးကပဲသူ့ကိုလေးမြတ်ပြုနေတာမြင်တဲ့အခါကျတော့အခောဟမတမိလောကသာလောကကြီးထဲမှာငါအမြတ်ဆုံးပါလားစစ်ထောဟမတမိလောကသာငါဟာအကြီးကဲပါလားတစ်ထောဟမတမိလောကသာငါဟာတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါလားဆိုပြီးတော့ဒီဘဝဟာငါအတွက်နောက်ဆုံးဘဝပဲနောက်ဘဝမရှိတော့ဘူးလို့ဆိုတာကိုကျွတ်တင်ပြီးတော့ဟောကိန်းထုတ်လိုက်တယ်သူကဒါလောက်ထူးခြားတဲ့ဘဝကြီးတစ်ခုဟာနောက်ထပ်ပြန်မွေးဖို့ဆိုတာလွယ်တာမှမဟုတ်တာတမ္မာဘဝတွေကတော့အချိန်ချင်းမွေးကြမှာပဲလေထူးသဖြင့်ဒီတိရစ္ဆာန်ဘဝတွေဆိုခဏခဏမွေးတာဒီလူဖြစ်ပြီဆိုတော့ခက်လာပြီနည်းနည်းနော်အခုလိုထူးခြားတဲ့ပုဂ္ဂိုလ်ဆိုတာတော့အချိန်ချင်းထပ်ပြီးတော့မွေးဖို့ဆိုတာအမှန်တမ်းခဲနေဒါကြောင့်မို့လို့ဒီဘဝနောက်ဆုံးဘဝပဲလို့သူ့ကိုယ်သူပြောဆိုကြေညာခဲ့တာဒါ16ခုမြောက်အံ့ဩဖွယ်တစ်ခုပဲနောက်ဆုံးမှာဘုရားလောင်းလေးဖွာလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်တော့တရေတီတုံးကလိုပဲကမ္ဘာလောကကြီးတစ်ခုလုံးဟာအလင်းရောင်နေနဲ့လွှမ်းဖုံးသွားတယ်လောကတရေငရဲတွေထိအောင်အမောင်ဆိုတာမရှိတော့ဘဲနဲ့အလုံးအလင်းရောင်လွှမ်းဖုံးသွားရုံကကမ္ဘာမြေကြီးကတိမ့်တိမ့်တုံဟီးသွားခဲ့တယ်ဒါဒီကဆုံလပြည့်နေ့မှာဂေါတမဗုဒ္ဓလောင်းတော်မွေးဖွားလာတဲ့အချိန်မှာဒီထူးခြားတဲ့အံ့ဩဖွယ်တွေဖြစ်ခဲ့တယ်ပေါ့နော်ဒီဖြစ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကိုမြတ်စွာဘုရားကိုယ်တိုင်ကလည်းပြန်ဟောတယ်ရှင်အာနန္ဒမထေရမြတ်ကလည်းမှတ်တမ်းတင်ခဲ့တယ်အဲ့ဒါကိုမြတ်စွာဘုရားကိုပြန်လျှောက်တာနော်ဒီကဆုံလပြည့်နေ့မှာဒီလိုထူးခြားတာတွေဘုရားလောင်းဘဝနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တယ်ဆိုတော့ရှင်အာနန္ဒလျှောက်လို့16မျိုးအံ့ဩဖွယ်တွေလျှောက်ထားလို့ပြီးစုံတဲ့အခါကျတော့မြတ်စွာဘုရားကနောက်ထပ်အံ့ဩဖွယ်လေးတစ်ခုမှတ်လိုက်ပါအောင်ဆိုပြီးတော့ဘုရားဖြည့်ဆွက်ပြီးတော့ပေးတဲ့ဟာလေးကတော့ဝိပဿနာကျင့်စဉ်လေးတစ်ခုအနေနဲ့ဖြည့်ဆွက်ပြီးတော့ပေးလိုက်တယ်မြတ်စွာဘုရားရဲ့ထူးခြားချက်ကတော့ခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ဝေဒနာလို့ခေါ်တဲ့စိတ်ရဲ့ခံစားမှုလေးတွေဘုန်းကြီးတို့တဏ္ဍာမှာဆိုရင်စိတ်ရဲ့ခံစားမှုတွေဟာကိုကမသိလိုက်တာတွေများတယ်လေနော်အလွန်ဝမ်းသာတဲ့အခါမှသာအမလီပျော်လိုက်တာတော့ဝမ်းသာလိုက်တာတော့ပြောတာတိတ်ဝမ်းနေမှသာဝမ်းနေတယ်ဆိုတာသိလိုက်တယ်လေတမန်ဝမ်းသာတာတို့တမန်ဝမ်းနေတာတို့သိလိုက်တာခါရှာရှာစိတ်ရဲ့ခံစားမှုမသိလိုက်ကြဘူးဝမ်းသာဝမ်းနေမဟုတ်တဲ့ဥပိ္ပခဝေဒနာအဒုက္ခမဒုက္ခဝေဒနာချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်ဘူးဆိုတဲ့ဝေဒနာသိဖို့ဆိုတာအမှန်တမ်းခဲနေပေါ့မသိနိုင်ကြဘူးမြတ်စွာဘုရားကျတော့စိတ်ရဲ့ခံစားမှုတွေဟာပေါ်လာလို့ရှိရင်ထင်းထင်းကြီးတွေဖြစ်ပေါ်လာတဲ့အချိန်မှာလဲရှင်းရှင်းကြီးသိလိုက်တယ်ဖြစ်ပြီးတော့
ယက်တီနေတဲ့အချိန်မှာလည်းပဲရှင်းရှင်းကြီးသိတယ်ပြတ်သွားတာကိုလည်းပဲရှင်းရှင်းကြီးမြင်တယ်တဲ့ဟောဝေဒနာလို့ခေါ်တဲ့စိတ်ရဲ့ခံစားမှုလေးစိတ်ရဲ့ခံစားမှုဝေဒနာဆိုတာယောဂကိုပြောတာမဟုတ်ဘူးစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုကလေးတွေအဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုလေးကိုသိတယ်ဆိုတာတာမန်နဲ့မသိဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကြတော့ဒါဟာဝေဒနာတရားတွေဖြစ်ပေါ်လာတဲ့အခါမှာထင်ထင်ရှားရှားသိတယ်ဒီလိုဆိုတာနော်အဲ့တော့ဘုန်းကြီးတို့တွေကြတော့ဒီဝေဒနာတွေသိဖို့အတွက်ဘာလို့ရအောင်ဆိုဝေဒနာနုပဒနာကျင့်စဉ်တစ်ခုကိုကျင့်ဒီလိုကျင့်တာတောင်မှပဲလွတ်သွားတာတွေအများကြီးနော်အဲ့ဒီဝေဒနာနုပဒနာဆိုတဲ့ဝေဒနာကိုအဖန်တလဲလဲရှုကြည့်တဲ့ဆင်ញင်သုံးသပ်တဲ့ဝိပဿနာကျင့်စဉ်တစ်ခုမဟာတတိပဋ္ဌာန်ကျင့်စဉ်တစ်ခုကိုကျင့်အဲ့ဒါလို့ကျင့်မှဝေဒနာတွေဖြစ်ပေါ်လာတယ်ဆိုတာကိုသိနိုင်တယ်ဘုရားလောင်းတော်ကြတော့ဒီလိုမဟုတ်ဘူးမြတ်စွာဘုရားကြတော့ဖြစ်ပေါ်လာတဲ့ဝေဒနာတွေထင်ရှားတယ်ပြက်ပြားသွားတဲ့ဝေဒနာတွေလည်းထင်ရှားသွားထင်ထင်ရှားရှားကြီးပဲဘာဖြစ်ဖြစ်မသိလိုက်တာဆိုတာမရှိဘူးအလုံးသိလိုက်တယ်တိတိကြီးနဲ့ပျက်စီးသွားတယ်ဟောဒီလိုမြတ်စွာဘုရားဝေဒနာတင်လားလို့ဆိုမဟုတ်ဘူးစိတ်ရဲ့မှတ်သားမှုတွေဘုန်းကြီးတို့တွေကိုယ်စိတ်ကဘာမှတ်လိုက်တယ်ဆိုတာသိချင်မှသိတာနော်စိတ်နဲ့အာယုန်နဲ့တခုတွေ့ရင်စိတ်ကအလိုလျောက် automatic မှတ်လိုက်တာအဲ့ဒီမှတ်လိုက်တဲ့သဘောလေးကိုကိုယ်ကမသိလိုက်ဘူးမသိလိုက်ဘူးမြတ်စွာဘုရားကြတော့အဲ့ဒီတင်ညာလို့ဆိုတဲ့စိတ်ရဲ့မှတ်သားမှုအနေအထားတစ်ခုကိုလည်းပဲပြီးပြီးပြင်းပြင်းကြီးဖြစ်လာတာကိုလည်းသိလိုက်တယ်တီးနေတာကိုလည်းသိလိုက်တယ်ချုပ်ပြက်သွားတာကိုလည်းသိလိုက်တယ်တဲ့နောက်တစ်ခုပါတော့ဆိုဝိတက်ကလို့ဆိုတဲ့စိတ်ရဲ့အတွေးတွေဘုန်းကြီးတို့တွေတွေးချင်အတွေးနေပြီပဲငါတွေးနေတယ်ဆိုတာသိချင်မှသိတာဒီပြင်တွေးတဲ့အကြောင်းအရာသာသိကောင်းသိလိုက်မယ်တွေးနေတဲ့စိတ်ကိုဘယ်တော့မှမသိဘူးမသိသည့်အတွက်ကြောင့်အကောင်းတွေးလားအဆိုးတွေးလားလည်းဘာမှမသိဘူးနော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကြတော့ဒီလိုမဟုတ်ဘူးဝိတက်ကလို့ဆိုတဲ့စိတ်ရဲ့အတွေးတွေကိုလည်းပဲဖြစ်ပေါ်လာတဲ့အခါမှာလည်းထင်ထင်ရှားရှားသိလိုက်တယ်ယက်တည်တဲ့အချိန်လေးမှာလည်းပဲထင်ထင်ရှားရှားကြီးသိလိုက်တယ်ပျက်စီးသွားတဲ့အချိန်လေးမှာလည်းပဲထင်ထင်ရှားရှားကြီးသိလိုက်တယ်ဆိုလိုတာကဖြစ်တာကိုလည်းသိလိုက်တယ်ချုပ်တာကိုလည်းသိလိုက်ဒီနေရာမှာဝေဒနာတို့တင်ညာတို့ဝိတက်ကလို့ဒီတရား၃မျိုးပင်ပြောတော့လည်းပဲမြတ်စွာဘုရားရဲ့တဏ္ဍာမှာဖြစ်တဲ့နာမ်ရဲ့စိတ်ရဲ့သဘာဝတရားတွေအားလုံးဟာမြတ်စွာဘုရားထင်ထင်ရှားရှားသိတယ်လို့ဒီလိုဆိုလိုတာနော်စိတ်တ ानु ပဒနာအနေနဲ့အမှန်တမ်းတတိတံပစဉ္ညာအမှန်တမ်းအားကောင်းသည့်အတွက်ကြောင့်ကိုယ်တဏ္ဍာမှာဖြစ်နေတဲ့စိတ်ခြေနေတွေအားလုံးထင်ထင်ရှားရှားကြီးသိနိုင်တယ်လို့ဒီလိုပြောတာနော်အဲ့ဒါလို့မြတ်စွာဘုရားကจิตตအာနန္ဒာဝေဒနာတင်ညာဝိတက်လို့ဆိုတဲ့ဒီသဘာဝတရားတွေငါတဏ္ဍာမှာထင်ထင်ရှားရှားဖြစ်တာတွေဖြစ်လာတာတွေကိုထင်ထင်ရှားရှားကြီးငါဘုရားမှာသိတယ်ဆိုတာကိုထက်ပြီးတော့ငါရဲ့အံ့ဩဖွယ်တစ်ခုအနေနဲ့မှတ်သားလိုက်ပါအောင်ဆိုတော့မြတ်စွာဘုရားသခင်ကိုရမြတ်ဘယ်တော့မှတတိကင်းကွာသွားတာဆိုတာမရှိဘူးအသိပညာကင်းကွာသွားတာဆိုတာမရှိဘူးလို့ဒီလိုယူရတာပေါ့နော်အေးအဲ့ဒါလို့ကဆုံလပြည်ဘုရားနေ့အခါသမယမှာဘုရားမြတ်စွာနဲ့ပတ်သက်ပြီးတော့အလွန်အံ့ဩဖွယ်ကောင်းတဲ့ဒီအချက်တွေနဲ့မှတ်သားနိုင်ယူကြရပြီးတော့ဣစရိယမနုဿတကယ်အံ့ဖွယ်လူသားမြတ်စွာဘုရားကိုတို့တွေဟာကိုးကွယ်ရတယ်စီကဲရတယ်ဒီမြတ်စွာဘုရားရဲ့တရားတွေကိုမှတ်သားကြရတယ်နိုင်ယူကြရတယ်မြတ်စွာဘုရားဟောကြားတဲ့အတိုင်းလိုက်နာကျင့်သုံးရတာအင်မတန်မှတို့တွေကံကောင်းလှပါပြီတဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာလေးသိင်ချိန်နဲ့ကဘာတသိန်းပါရမီဖြည့်မှဖြစ်ပေါ်လာတာဖြစ်သောကြောင့်ဖျားတဆူပွင့်မို့ဆိုတာအမတန်မှခဲရင်နေပွင့်တဲ့ဖျားတဆူနဲ့ကြုံမို့ဆိုတာလည်းအမတန်မှခဲရင်နေအဲ့ဒီခဲရင်တဲ့အခြေအနေတွေအလုံးကြော်ဖြတ်ပြီးတို့တွေဟာအခုဖျားသာသနာနဲ့ဂျုံတွေ့နေလို့မြတ်စွာဘုရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသိကြနာကြရလို့ဒီဖျားဟောကြားတဲ့တရားဓမ္မတွေကိုနာကြရလို့တို့တွေကျင့်ကြံကြိုးကုပ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေ
တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းဘုန်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းဘုန်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမဲ့ဥဒ္ဓုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖောလန္တဝန္တာရှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွေးညကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြပိတိတိဟုသောယနန်တို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း